အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်မိုးလေဝသသတင်းရေဒီယိုစီစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ယနေ့2026ခုနှစ်ဧပြီလ12ရက်တနင်္ဂနွေနေ့ည9:00နာရီခွဲအချိန်မှာထုတ်ပြန်တဲ့နောက်ဆုံးရမိုးလေဝသသတင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာပါအခုတလောရောက်ဒီဥဒုကတကယ်ပဲထူးထူးခြားခြားပြောင်းလဲနေတာကိုခန်းစားမိကြမှာပါဘလို့အခြေအနေတွေရှိမလဲဆိုတာဆက်ပြီးနားထောင်ကြည့်ရအောင်ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့24နာရီအတွင်းဘယ်ဒေသတွေမှာမိုးရွာနိုင်ကြီးရှိသလဲဆိုတာကြည့်လိုက်ရအောင်မြန်မာနိုင်ငံအထက်ပိုင်းနဲ့မြို့ဝဲကျွန်းပေါ်ဒေသတွေဖြစ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီဒေသမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့အပြင်ထွက်ရင်ထီးမိုးကာလေးတွေစောင့်သွားဖို့သတိပေးပါရလေ။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အပူချိန်သတိပေးချက်ပါ။စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမိုးရွာနိုင်ပေမဲ့ရန်ကုန်တိုင်းဒေသကြီးရာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတော့အပူချိန်ကတိတိတတ်တာကိုတိုးလာဖို့ရှိနေပါတယ်။အထူးသဖြင့်နေခင်းဘက်တွေမှာအပူချိန်တိုးလာပြီးနေအောင်ကြီးတန်းကိုပုံမခံစားရနေတာကြောင့်ကျန်းမာရေးကိုဂရုစိုက်ကြဖို့တိုက်တွန်းလိုပါတယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်အခြေအနေမှာမြမကန်ယိုဒန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလှိုင်းအမြင့်4ပေမှ6ပေခန့်ရှိနေပါတယ်။လေတိုက်နှုန်းကလည်းအနည်းငယ်ရှိနေတာကြောင့်ရေလုံငန်းလုတ်ကင်သူတွေအနေနဲ့သတိထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲနောက်ထပ်မိုးလေဝသသတင်းတွေကိုနေ့စဉ်အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ဖို့မမေ့ပါနဲ့ဦးအားလုံးပဲတာယာချမ်းမြေ့တဲ့ညလေးဖြစ်ပါစေ။